ချစွာလွယ်ထားရတဲ့ခွဲရမယ့်အခိုင်အတမယုံကြည်အောင်ပြောလိုက်တဲ့စကားကောင်းမြတ်ငါလမ်းလက်ဖြတ်လို့သူ့အတွက်ဆိုတော့ရဲ့ဘက်ကသူနိုင်သူဖြစ်ရစေသာဆိုတော့ရဲ့အသက်ကိုလူနိုင်လူဖြစ်ရစေလူနိုင်လူဖြစ်ရစေသာမေယာဒီဦးရဲ့တညမှာသူအခါကပြောခဲ့ဘူးတဲ့ဒီတစ်ချိန်မှာချစ်မိဘူးတဲ့အချိန်တိုင်းဆိုတော့ရဲ့အသက်ကိုလူနိုင်လူဖြစ်ရစေလူနိုင်လူဖြစ်ရစေသာ